ဟာလာမှာလေဒီဘက်ထဲနဲ့340 350 360 380ဒီညာတော့ထုတ်ပြရမှာနော်300လေးကြီးထုတ်ဘူးရပေါ့နော်အဲ့လိုတင်လို့ရှိရင်အောက်မှာဒီလိုကွန်မန့်လေးများများစတွေ့ရဲအားကြပါရဲ့9ရက်ပြည့်သွားတယ်သူတို့ဘာဆက်လုပ်လို့လုံးရမယ်မသိဘူးဆိုပြီးအမြဲတမ်းလမ်းမိုင်းကြပါရဲ့ရှင်ပထမဦးစားပေးနေနဲ့ invite ကိုအရင်ပြောချင်ပါရဲ့ဟာလာမှာ invite မယ်ဆိုလို့ရှိရင်လေကိုကနေတရားတစ်ချက်မှမဆက်ရဘဲနဲ့ပေါ့နော် point နေရတယ်မျိုးagency ကပါ bonus ရပါသေးတယ်အဲ့ bonus ကိုagency ကလူမှမဟုတ်ဘူးagency ကမဟုတ်လေတခြားလူလည်းပေးပါတယ်အဲ့ဘာလဲဆိုတော့ကိုယ့်ရဲ့ invite link ကနေခေါ်မယ်ကိုက point ရမယ် lucky win နဲ့ရမယ်အဲ့ဒါမျိုးစီကနေလူတွေကကို 3k no bonus ပြန်ယူလို့ရပါရဲ့ရှင်ဒါတော့ agency ကလူကစီမှာဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကိုပိုင်း agency မခွဲဘဲနဲ့စီကိုလူခေါ်ပြီးရတနည်းအယောက်20လောက်ထုတ်ပြီးတော့ point 6000နေတိုင်းထုတ်ပြီးဂိမ်းရှာနေတဲ့လူတွေရှိရဲအဲ့6000နဲ့ပြန်ပွားပြီးဂိမ်းဆော့နေပြန်ရနေတဲ့လူတွေရှိရဲသူတို့ဆိုအဲ့လိုအပြင်ကိုသူတို့ဘာရတယ်လဲဆိုတော့ lucky win ပေါ့နော် lucky win မှာလည်း point 9000ပြည့်တစ်ခါရအောင်မယ်နောက်တစ်ခါမှလည်းကိုယ့်ရဲ့ reward percent လိုက်ပေါ့နော်ဟာလာမှာ invite ကကြော့လေဥမာကိုကလူတယောက်ကအဲ့လူစီတိုင်းမကတော့အဲ့လူအောက်ကခေါ်တဲ့လူတွေစီအားစီအဆင့်ကိုကအကျိုးခံစားကိုရပါတယ်ဒါပေမဲ့အနည်းဆုံးတော့ကိုခေါ်တဲ့လူနဲ့ကိုနဲ့တစ်ဆင့်ကွာနေရမယ်ပေါ့နော် 1% လောက်ကွာနေကိုကသူ့စီကနေပြီးအကျိုးမြတ်တွေအများကြီးရရဲ့အခွင့်အရေးရှိပါတယ်အဲ့တော့အများမှမစိုက်ရှင်ဆိုတဲ့လူက invite ခေါ်ပါ invite ခေါ်နေပတ်စံထုတ်ရပါတယ်ဒီမညာပါဘူးကိလိုမျိုး bonus ပေးနေတဲ့ agency နဲ့လက်တွဲပါ coin မှာရပါတယ် coin ကအကျိုးတော့ကိုဝယ်ပြစားမလို့ပဲပတ်စံမကုန်ဝဲနဲ့အဲ့ coin နဲ့ပြန်ပွားပြီးလည်းပတ်စံထပ်ပြီးထုတ်နိုင်ပါတယ်အနည်းဆုံးအများကြီးခေါ်နိုင်တဲ့လူကိစ္စမှာထည့်ပြီးနိုင်တာအများကြီးထည့်ပြီးနိုင်တဲ့လူကလေကိစ္စကြီးရတယ်ကိစ္စနေကိုရှင်တို့ရဲ့ access တွေက free ရနေမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ video ကနေပြီးတော့ဟာလာမှာဘယ်လို point ရှာမလဲဆိုတော့ပြောပါမယ်အခါပေါင်း1000မြောက်ပြောခြင်းပါရှင်ဒီပုံမှန်လေးပြပြမယ်ပေါ့နော်ဟာလာမှာပတ်စံထုတ်ရဖို့ဆို point 3သိန်းပြေးဖို့လိုတယ်အဲ့ point 3သိန်းပြေးအောင်ဘယ်လိုလုပ်ရမလဲဆို point ကနေ point ကို get ရှာဖို့လိုတယ် point ကနေပြီးတော့ point ကို get ရှာလို့ရှိရင် point 3သိန်းဆို point 9000လုံး point 100ဆို point 90လုံးနဲ့အဲ့လိုကနေ get ရှာလို့ရရဲ့တို့ get ရှာနီးရပဲ point ကိုတိုးစေရအ point မှာပတ်စံထုတ်စားလို့ရမယ်အဲ့တော့ get ရှာရအောင်အဲ့ point တွေကိုပတ်စံနဲ့ဝင်ဖြစ်ရောမရဘူးတော့မမကီဆိုအဲ့ဒါဆိုတော့အရန်ပိန်းသွားပြီကွာဒီလားကိုမှရှိရပတ်စံအရန်ရှားစီးပွားပြီးလုပ်လိုက်တော့မှာမဟုတ်လားအဲ့လိုမျိုးဝယ်ပြီးတော့ဖြစ်ရင်တို့ကရှုံးတယ်ဆောင်းလိုပဲ point 3သိန်းဆို point 3သိန်းတွားရှာရင်တော့တို့မရှုံးဘူးတို့ပေမဲ့ point 3သိန်းဆို point က9000ပဲရတယ်ကြအဲ့မှာ 30% ရှုံးနေပြီထုတ်လို့ရှိရင် 2% 3% 4% ဒီလိုဖြစ်တဲ့ကြောင့်မို့ percent ကအမှရှုံးနေပြီလွန်ရောတို့35%တော့အများဆုံးရှုံးနေပြီအမှတွားရှာမယ်ဆိုအဲ့အတွက်ကြောင့်မို့လို့ရှာရတဲ့နေရာတော့2နည်းရှိတယ် coin ကျဲမှာလားဒါမှမဟုတ်ရင်ကိုကဂိမ်းဆော့မှာလား2နည်းရှိတယ်ပေါ့နော်အဲ့တော့ရှုံပြရမယ်ဆိုလို့ရှိရင်ဟာလာမှာအရင်တော့မလားမလဲ coin ကျဲမယ်ဂိမ်းဆော့မယ်နိုင်တဲ့ coin ကိုဂိရှာမယ်ဂိရှာပြီးတော့ point ပြမယ်အ point ကိုထုတ်စားမယ်ဒါမှတော့ကီတို့ကဒီ application ကနေပြီးတော့အမြဲရောက်ပါရှင်ဒီ application ကအလုံးလုံးပုံကဒီတိုင်းမှာပဲကိုကဂိမ်းဆော့ရင်ဆော့မဆော့ရင် coin ကျဲနှစ်ခုတည်းတစ်ခုတော့ကီတို့လုံးရပါတယ်အဲ့လိုလုံးဖို့ကိုဘာလို့လဲခွိုင်ဝယ်ပြဖို့လိုပါတယ်တချို့ကီတို့ပြောတယ်မှာဟာလာသုံးလို့ရှင်လေအရင်9000လေးယူလာခဲ့ဘာညာဆိုတော့ရှင်တို့အဲ့ဒါဂျင်းထည့်နေရပါဟုတ်ပါတယ်ကီပြောပြမယ်ဂျင်းထည့်နေရပါ9000နဲ့မရဘူးလားမမကီဆိုရတဲ့လူလည်းရှိတယ်ဒါပေမဲ့ကျွမ်းကျင်မှုကိုစကေးပေါ်မှာလည်းမူတည်သေးတယ်တချို့လည်းလွယ်လွယ်နဲ့ခေါ်ကြဘာဖြစ်လာလဲဆိုလို့ရှင်ကီတို့ကလေတကယ်ကီတို့တို့လုံးလုံးတဲ့လူတွေတွေ့ရခါမှာနင်တို့ပြောတော့9000ပဲဆိုနင်တို့ပြောရှင်းရှင်းရမှာဆိုဒီလိုမျိုးကိုမလေးတက်တာပေါ့နော်မဟုတ်ပါဘူးပုံမှန်လုံးနိုင်မှာပတ်စံရပါပါဟာလာကပုံလဲလို့လည်းမဟုတ်ဘူးအလကား free test နဲ့မပြီးတော့ကြောင့်ကိုကတပတ်မှာ300လောက်မှ research မလုပ်ဘူးဆိုကိုရဲ့ test တွေကလော့ကြပါတယ်ဟာလာကအရာကျန်းတယ်လို့မျိုးအရင်လည်းရှိပါတယ်ရင်းကြီးရတော့မပြောတော့အရင်ရှိပါတယ်အရင်မလုံနိုင်ဘူးအမြဲတမ်းမရင်းနိုင်အောင်ဆိုလို့ရှိရင်တော့ဟာလာမလုံပါနဲ့တပတ်ကို1000ဝက်လောက်မှမရင်းနိုင်အောင်ဆိုရင်ကေတို့ဟာလာမလုံပါနဲ့လို့ပဲကေကဒီကနေပြောချင်ပါတယ်အဲ့တော့ဒါကတော့အရှိကံပြီးတော့မမကီ point နေများကြီးမမကီကဘယ်လိုရှာလဲဆိုတော့ကေပြောပြပါမယ်ကေက invite လုပ်ပါတယ်ကေက agency ပါပြီးလို့ရှိရင်ကေကကြော်လေကိုယ်တိုင်လည်းအရင်ကြီးပါတယ်အားကြောင့်အဲ့လောက်ကြတာပါရှင်ချွတ်ချွတ်လေးပေါ့နော်ရင်းနိုင်ထည့်ပြောဆိုကေတို့ကလေ invite လုပ်ဒီ video က TikTok မှာကိုရောက်ရှင်တဲ့ point ကိုမြင်ဖို့အတွက်လေကေတို့ကတစ်ချက်လောက်ပဲပြပါတော့အဲ့လိုမျိုးအခုလိုမျိုး comment နေမှန်းတော့မှာကေတို့ပြန်ပြီးရှင်းပြဒီလိုအလုံးလောက်တာပါအဲ့တော့ကြောင့်မလို့ကေတို့ဘောလေးကိုအစဆုံးဝင်ကြည့်မယ်ဆိုရင်ကေတို့ကဂျင်းထားတာတခုမှမရှိဘူးဆိုတော့ကေတို့အာမခံပါမမကေတို့ပဲလှုပ်ရှင်တဲ့လူတွေဆိုရနေရလဲ host မဟုတ်ပါဘူး agency ပြလို့ကေတင်ပေးပါကေဘာလို့လဲ live လုပ်နိုင်တဲ့လူကတော့ live ရပါမယ်ရှင်မမကီသမီးကအခုမှဆော့ဘူးဆော့လည်းမဆော့တတ်ဘူးမမကီသမီးကအဲ့လိုမျိုးဒီ application ကိုလုံးဝနားမလည်ဘူးဆိုရလူတွေကတော့ကီဗီဒီယိုနဲ့တင်ထားအသေးစိတ်ရှန်နေရှိပါတယ်ကီ agency ကလူဆိုအဲ့မှာဗီဒီယိုနဲ့လေ coin ကျန်းနေ gain ဆော့နေ gain တော့မှဘယ် gain ကိုဘလို့ဆော့ဘယ် gain ကိုဘလို့ဆော့ပြီးလို့ရှင်ခေးရှာတာကဘယ်အကွက်ကိုဘလို့နှိမ့်ဘလို့လောက်ရဆိုလက်ကြီးနဲ့တခြားဖုန်းတစ်လုံးနောက်ဖုန်းတစ်လုံးအဲ့လိုမျိုးလောက်ပြထားတဲ့ channel ထဲမှာပွားကြည့်ပါမရသေးတဲ့လူကကီရဲ့ TikTok ပါနဲ့ကီရဲ့ TikTok ပါမှာရှင် Viber Telegram မှာလာတောင်းမှာ agency ကဟုတ်ကီပေးပါတယ်ကီလူတွေဆိုလို့ရှင်တော့စကားပြောခုနဲ့ဟိုဘက်ကခေးရှာရဲ့ channel မှာရပါတော့ agency မဟုတ်လို့ကျွန်တော်အဲ့နှစ်ခုကလည်းတခြားတင်တဲ့ agency မှန်တယ်များနောက်မို့လို့ရှိရင် free channel တီးတတ်မှန်တယ်များအကုန်ပေးပါတယ်အဲ့လိုလာတောင်းမှာအဲ့မှာဝင်ပြီးလေးလာပါ TikTok မှာလုံးပြလို့မပြောပါနဲ့ TikTok မှာလုံးပြလို့မရဘူး TikTok ကဘန်းပါတယ်ပတ်စံနေအများကြီးထောက်ပါစေရှင်ကျေးဇူးပါ